ကျွန်တော်ပထမပိုင်းကစားဖို့မှာတော့ဒီနောက်တန်းကနည်းနည်းလေးရော့တိရော့ရဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းမှာတော့အကောင်းဆုံးပြန်လာသွားတယ်ပေါ့ဒါပေမဲ့ပထမပိုင်းသွင်းသွားတဲ့နှစ်ကိုးမှာလည်းလာအိုဘက်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမြန်မာဘက်ကနောက်တန်းအမားဆိုတာတဲ့လာအိုဘက်ကကောင်းသွားလို့လည်းပြောလို့ရပါတယ်ဗျဟုတ်သဘောကျတယ်ဒီနေ့ကတော်တော်လေးအကုန်လုံးကောင်းတယ်လို့မြင်မိရပေါ့ဟုတ်ပြီးတော့မမောင်လင်းအနီ direct record ကြီးရလဲနာတာပေါ့လေနော်စိတ်ရှည်ရမယ်ကိုကအဲ့ခံဟိုအိမ်ရှည်ဆိုတော့ပေါ့နည်းနည်းပြီးခံမလေးမင်္ဂလာပါဒီနေ့ပွဲမြန်မာအသင်း reset ပေါ်မှာပြောချင်တယ်အရင်ပြောပါတယ်တခါမှအဲ့လိုမျိုးဟိုအဲ့လောက်အများကြီးမရဘူးတော့ဟုတ်ဒါမြန်မာပွဲအမြဲတမ်းလာကြည့်ဖြစ်လားကြည့်ဖြစ်တယ်ဒီနေ့ပွဲမှာမမောင်လေးအနီကထိသွားတော့ထိုင်းတဲ့ပွဲမှာမပါတော့ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တယ်စိတ်ကောင်းသွားတယ်ပါကြည့်ချင်တာပေါ့နော်ကောင်းတယ်လုံးဝကောင်းတယ်ဘယ်လိုမျိုးထုတ်လိုက်တော့အဲ့ဆိုမြန်မာအသင်းထိုင်းတဲ့ပွဲမတိုင်ခင်မှာအားပေးစကားလေးပြောပြပါနိုင်မှာပါထိုင်းနေတယ်အရင်ကောင်းတယ်သူတို့အရင်ကြိုးစားကြတော့ကျေးဇူးပါမိုက်ဒီနေ့မြန်မာအသင်းဗာပြောချင်လဲအသေးပြောရဆိုတော့အရန်ကောင်းတယ်ပေါ့နော်ဟိုလာအိုနိုင်ဝိုင်းအတွက်ဟိုကြည်ရကြုံနေတယ်ပေါ့နော်တယောက်ထွက်သွားတဲ့ပုံမှာရောရောက်တော့ဝိုင်းပေါ့စိတ်မကောင်းပေါ့ပြီးတော့နောက်ထားရတယ်မဖြစ်အောင်လို့ပေါ့နော်နည်းနည်းစိတ်ရှည်ရမယ်ကိုကအဲ့ခံဟိုအိမ်ရှည်ဆိုတော့ပေါ့နည်းနည်းပြီးခံထိုင်းတဲ့ပွဲမှာတော့မမောင်လည်းမပါတော့ဘူးပေါ့ထိုင်းတဲ့အတွက်ပွဲကြိုလေးပြောပြပါဦးစိတ်မကောင်းတာပွဲကြိုတယ်တော့ fight day ပါပေါ့နော်နိုင်ပါပဲပေါ့နော်ဒီမှာရှုံးနိုင်တိုင်းဒီကမထားပါအပိမှာပါကျေးဇူးပါတခေါက်လာပြောပြပါပရိသတ်တွေမြန်မာတရားသမားတွေရဲ့ပွဲဒီနေ့9ဝန်းတော့နိုင်အောင်သွင်းလိုက်တယ်ဆိုတော့ဒီနေ့ပွဲကြည့်ရဘယ်လိုခံစားရလဲပြောတယ်ဟုတ်မြန်မာတရားသမားတွေကိုဗာပြောချင်တယ်အရန်တော်တယ်ဒါမဲ့ထိုင်းပွဲတဲ့တခေါက်လဲပွဲကြိုလေးပြောပြပါအဲ့လိုမျိုးတိတ်မပြောတတ်ဘူးဘာလို့လဲဆိုတော့အခုမှဒီတပွဲပြန်လာကြည့်ရဆိုတော့လေပွဲတွေကမကြည့်ဖြစ်ဘူးဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါဒီနေ့ပွဲမှာမြန်မာအသင်းကစားဖို့ပြီးတော့ကျွန်တော်တို့ဒါလိုအပ်နေတဲ့အနိုင်သုံးမဲ့တော့ရတာမှန်တယ်ဒါပေမဲ့ကျွန်တော်ထိုင်းတဲ့ပွဲအတွက်များစွာနစ်နာခဲ့ရတယ်ပေါ့နော်သားသမားတွေမလိုအပ်ဖဲနဲ့ကျွန်တော်တို့ဒိုင်ယာနာတွေကနေမကြာခဏရတာလည်းမြင်ရတယ်ပေါ့နော်ကျွန်တော်တို့မှာဒါအဓိကအသင်းကောင်းတော်ဖြစ်တဲ့နာနာကျော်လည်းဒိုင်ယာအကြောင်းမပါဘူးနောက်ညာချက်မှာဟိန်းပြိုးဝင်းလည်းမပါတာတွေ့ရတယ်ဒိုင်ယာတွေရနေတယ်ဆိုတော့ဒါထိုင်းတဲ့ပွဲတော့တော်တော်လေးကိုမလွယ်တော့ဘူးလို့ကျွန်တော်တို့သုံးသပ်လို့တော့ရတာပေါ့ဆရာဒါဝိုင်းရင်ဒါဆိုင်သတင်းစာဆရာတယောက်အနေနဲ့ဆရာအနေနဲ့ဒီပွဲကိုဘယ်လိုရှုမြင်ပါလဲခုနကြော်ကိုစင့်ပြောသလိုပဲလေဘာဆိုတော့ကိုယ့်ဘက်ကအင်အားအပြည့်မရှိနိုင်တော့ဘူးနောက်ဆုံးတကယ်တမ်းဒီထိုင်းကိုမိမိရကစားရမယ်ပွဲဟုတ်တယ်မလားဟိုဖိလစ်ပင်းကိုကစားတဲ့ချီမျိုးနဲ့ကစားရမယ်ပွဲမှာကိုယ့်ဘက်ကအဲ့လိုအင်အားမရှိတော့ဘူးအဲ့ဒီအတွက်ကြောင့်နီးပြကောကစားသမားတွေရောအများကြီး challenge ပေါ့နော်အများကြီးဖြစ်လာတာပေါ့ပြီးတော့မမောင်လင်းအနီ direct record ကြီးရလဲနာတာပေါ့လေနော်ဟင်းဖြိုးဝင်းပြန်ကောင်းလာမယ်ဆိုရင်တော့ right back နေရာဟိုသူ့ရဲ့နေရာတော့ပြန်ပြီးတော့အားကိုးရပါပေါ့နော်ကျန်တဲ့ဟာတော့ကိုဒီနေ့ကစားသွားတာလာအိုကဂိုးဖန်တီးတဲ့နှစ်ဂိုးလဲအံ့ဩလောက်ကောင်းပါတယ်နော်အဲ့တော့ဒီဂိုးနှစ်ခုပေးရတာလဲတန်တယ်သို့ဆိုတော့ဒီဟာကလည်းနောက်ပွဲအတွက်ကိုအတွက်ပြန်ပြီးတော့ဒါသတိထားမယ်နောက်တန်းအမှားမဟုတ်ပေနဲ့နောက်တန်းကဟိုဒုတိယဂိုးဆိုချီချော်သွားတာလေနော်အဲ့ဒါမျိုးလေးပေါ့ဒါမျိုးလေးတွေနဲ့နောက်ဆုံးပွဲမှာစီမီတက်မလားဆိုတော့ဟာတော့ထိုင်းကွင်းမှာရသမင်္ဂလာကွင်းမှာကြည့်ကြတယ်တာပေါ့နော်ဒီနေ့မြန်မာပွဲကြည့်ရတာဘယ်လိုနေလဲဟုတ်အဆင်ပြေပါတယ်ဒီနေ့မြန်မာပွဲအသင်းကစားသမားတွေရဲ့ reset ကောရလက်ခြေစွမ်းပေါ်ဘယ်လိုသုံးသပ်ချင်လဲပြည်သက်တယောက်နေတယ်သဘောကျတယ်ဒီနေ့ကတော်တော်လေးအကုန်လုံးကောင်းတယ်လို့မြင်မိရပေါ့ဟုတ်မမောင်လေးအနီကထိသွားတဲ့အတွက်လာမယ့်ထိုင်းပွဲမှာမပါတော့ဘူးအဲ့တော့အားနည်းချက်ရှိသွားမှာပါအနီကထိသွားတဲ့ပုံမှာဘာပြောချင်လဲပြောတယ်ဘူးလို့ဟုတ်မြန်မာသင်းနဲ့ပတ်သက်ပြီးတခုတော့ပြောပြပါဦးမြန်မာသင်းကိုဘာပြောချင်လဲအားပေးနေပါတယ်လို့အမြဲတမ်းဟုတ်ကျေးဇူးပါဟုတ်ကဲ့မင်္ဂလာပါဒီနေ့မြန်မာပွဲ reset နဲ့ပတ်သက်ပြီးတော့ဘာပြောချင်လဲပြည်သက်တယောက်နေကျွန်တော်တော်တော်ကျင်းတတ်ပါတယ်7-2ဆိုတဲ့ရလာပေါ့နော်ဒါပေမဲ့မမောင်ရဲ့ negative ရပုံမှာတော့နည်းနည်းလေးစိတ်မကောင်းဖြစ်တာပေါ့နော်နောက်ပွဲတွေမှာနည်းနည်းလေးခက်ခဲဖြစ်နိုင်မှာပေါ့ထိုင်းတဲ့ပွဲမှာဆိုမပါတော့ဘူးပေါ့နော်ကိုတို့တက်ထိုင်းတဲ့ပွဲအင်မတန်ရေးကြည့်တယ်ပေါ့နော်ဒီနေ့မြန်မာအသင်းကစားသွားပထမပိုင်းမှာမထင်မှန်ပဲနှစ်ခုပြလိုက်မယ်တော်တော်ခက်ခဲသွားတယ်လို့ယူဆရပေါ့နော်အညီလေးမြင်မှာပထမပိုင်းကစားပုံနဲ့ဒုတိယပိုင်းကစားပုံဘယ်လိုသုံးသပ်ချင်လဲကျွန်တော်ပထမပိုင်းကစားဖို့မှာတော့ဒီနောက်တန်းကနည်းနည်းလေးရော့တိရော့ရဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းမှာတော့အကောင်းဆုံးပြန်လာသွားတယ်ပေါ့ဒါပေမဲ့ပထမပိုင်းသွင်းသွားတဲ့နှစ်ကိုးမှာလည်းလာအိုဘက်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမြန်မာဘက်ကနောက်တန်းအမားဆိုတာတဲ့လာအိုဘက်ကကောင်းသွားလို့လည်းပြောလို့ရပါတယ်ဗျဟုတ်ဆိုတော့မြန်မာအသင်းနဲ့ပတ်သက်ပြီးတော့မြန်မာအသင်းကိုထိုင်းတဲ့ပွဲမတိုင်ခင်ဘာပြောချင်လဲကျွန်တော်တို့ကိုမြန်မာနိုင်ငံအသင်းပဲဆိုတော့ကျွန်တော်တို့ရှုံးနိုင်အရင်အားပေးနေမှာပါပြီးတော့အကောင်းဆုံးကြိုးစားတော့ပါလို့ပြောချင်ပါတယ်ဗျကျေးဇူးပါညီလေးလည်းပြောပြပါဦးဟုတ်ကဲ့ဘာများပြောပြရလဲမြန်မာအသင်းကိုလာမယ့်ထိုင်းတဲ့ပွဲမတိုင်ခင်မှာဘာပြောချင်လဲမြန်မာအသင်းကတော့မမောင်လင်ပါတဲ့တော်နည်းနည်းအားရောက်ပြီမဲ့ထိုင်းတဲ့ပွဲမှာတော့တေးကြတဲ့အထိတော့ကစားနိုင်ပြီလို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဒီနေ့မြန်မာပွဲ reset ပုံမှာပြည်သက်တယောက်နေတယ်ဘယ်လိုသုံးသပ်ချင်လဲမြန်မာအကောင်းပါတယ်ကောင်းတယ်အားရတယ်အရင်နှစ်တည်းနဲ့မတူဒီနေ့ပိုကောင်းပါတယ်တယောက်ထွက်သွားတဲ့ပုံမှာရောဘယ်လိုမျိုးသုံးသပ်ချင်လဲဝမ်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့
အတင်းကောင်းဆောင်ဖြစ်နေတာပေါ့အတင်းကောင်းဆောင်တကယ်ကောင်းတဲ့ကောင်ကိုအဲ့လိုမျိုးထုတ်လိုက်တဲ့ခါကျထိုင်းနဲ့တွေ့တဲ့ခါကျရင်တော့ကျွန်တော်နည်းနည်းတော့ခက်ခဲမှာပေါ့နော်အဲ့လိုမျိုးတွေညီမိပါတယ် ကျေးဇူးပါ ကျေးဇူးပါ